မင်္ဂလာပါ AKS Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ညီတို့တွေကအရန်ကြိုက်ခဲ့တဲ့လက်ရှိလဲဆက်လက်ထွက်ရှိနေတော့ဖြစ်တဲ့ God of War Game ရဲ့ဇာတ်ကောင်ဖြစ်တဲ့ကတုံး Christo ရဲ့ဇာတ်လမ်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် God of War Game franchise အနေနဲ့လက်ရှိ game ခုနှစ်ခုထွက်ခဲ့ပြီးဖြစ်ပြီးတော့တိုင်းတိုင်းအရတူဘလို့မွေးဖွားကြီးပြင်းလာခဲ့တယ်လေလက်ထုတ်သာရှာပုံတော့ Area ရဲ့တစ္ဆာကန် Fury နဲ့တိုက်ပွဲပြီးတော့တူဘလို့စစ်ပွဲနှစ်ဖက်ဖြစ်လာတယ်သူ့ရဲ့ Olan ပတ်နဲ့တိုက်ပွဲနောက်ဆုံးသူဘလို့မစ်ကတ်ကိုရောက်လာလေလို့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခရစ်စတိုကိုလူသားမျိုးသမီးဖြစ်တဲ့ခရစ်စတိုကမွေးဖွားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ဖေကဂရိနှစ်ဖျားတို့ရဲ့ဘုရင်ဇုစ်ပဲဖြစ်ပါတယ်ခရစ်စတိုမွေးဖွားတဲ့နေ့မှာပဲဇုစ်ရဲ့မိဖုရားဖြစ်တဲ့ဟေရာကခရစ်စတိုကိုတေသေးခြင်းခဲ့ပါတယ်ဒါပေမဲ့ဇုစ်ကခရစ်စတိုကိုတနာပြီးတော့တညှာပေးခဲ့ပါတယ်ခရစ်စတိုကိုသူ့ရဲ့အမေကစပါတန်တွေကြားထဲမှာပြုစုပြောင်းထောင်ပေးခဲ့ပါတယ်နောက်တော့သူ့မှာဒေမိုဆိုတဲ့ညီတစ်ယောက်ထည့်ရလာပါတယ်ခရစ်စတိုနဲ့ဒေမိုစ်တို့ကလေးရွယ်ပဲရှိနေတဲ့အချိန်မှာဇုစ်ကရှေးဖြစ်ဟောတပေါင်းတစ်ခုကိုသိလိုက်ရပါတယ်။အဲ့တပေါင်းအရဇုစ်ကသူ့ရဲ့သားဖြစ်သူတချင်းကိုခံရမှာဖြစ်ပြီးတော့အဲ့တယောက်မှာအမှတ်သားတွေနဲ့သူရဲကောင်းလို့တပေါင်းအရဆိုပါတယ်။ဇုစ်ကအသီနာနဲ့မူလစစ်နက်ဖျားဖြစ်တဲ့အေရီစ်တို့ကိုလွတ်ပြီးတော့တပေါင်းတွေကသားကိုတွားခေါ်စေပါတယ်။သူတို့တွေလာရှာတော့မွေးရပါအမှတ်သားတွေပါတဲ့ဒေမိုစ်ကိုခေါ်သွားပါတယ်။သူတို့ခေါ်သွားတဲ့အချိန်မှာခရစ်စတိုကသူ့ရဲ့ညီကိုကာကွယ်ဖို့ကြိုးစားခဲ့ပြီးတော့Ares ကပြန်တိုက်ခိုက်တဲ့အတွက်အဲ့ဒန်ယာကသူ့ရဲ့မျက်လုံးမှာကျန်ခဲ့ပါတယ်ခရစ်စတိုကတိတ်ဆုံးသွားပြီလို့ထင်ရတဲ့သူ့ရဲ့ညီကိုအမှတ်တရအနေနဲ့ဒီကိုယ်လုံးမှာဒေမိုစ်ရဲ့မွေးရပါအမှတ်သားပုံစံတတူထိုးလာပါတယ်ဒါကပဲသူ့ရဲ့နတ်ဖျားတွေအပေါ်အညှို့တင်စတင်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ညီအတွက်နတ်ဖျားတွေကိုလက်စားချင်မယ်လို့ကြိမ်ဆိုခဲ့ပါတယ်ခရစ်စတိုကစပါတန်စစ်သားဘွားကနေစပါတန်စစ်သူကြီးအထိဖြစ်လာခဲ့ပြီးတော့သူ့ရဲ့လက်အောက်မှာတပ်သား1000အထိရှိခဲ့ပါတယ်လက်ဆန်ဒရာဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပြီးတော့ကလာယိုပီဆိုတဲ့သမီးတစ်ယောက်ရခဲ့ပါတယ်။ကလာယိုပီမှာအရေးပြားယောဂဆွဲကပ်နေခဲ့ပြီးတော့စပါတန်တွေရဲ့ဥပဒေအရလူစီမမီတဲ့အတွက်တိုင်းပြည်ကနေနှင်ထုတ်ခံရဖို့ရှိနေတာပါ။သူ့ရဲ့သမီးရဲ့ယောဂကိုကုသနိုင်ဖို့အတွက်ခရစ်စတိုကနတ်တုတ်တာကိုရှာဖို့စွန့်စားကမ်းထွက်ရဖို့ဖြစ်လာပါတော့တယ်။ခရစ်စတိုကနတ်တုတ်တာအတွက်စစ်ပွဲတွေတက်ခိုက်ခဲ့ပြီးတော့နောက်ဆုံးဘာဗေးရီးယန်တွေရဲ့မင်းသား Eric နဲ့ရှင်ပြိုင်အနိုင်ရပြီးတော့စစ်ပွဲတွေရဲ့နတ်ဖျား Ares ရဲ့ချန်ပီယံဖြစ်ကနတ်တုတ်တာကိုရခဲ့ပြီးတော့သူ့သမီးရဲ့ယောဂကိုကုသနိုင်ခဲ့ပါတယ်။အဲနောက်မှာတော့ Spartan ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ခရစ်စတိုကစစ်ပွဲတွေကိုစာလောင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီးတော့တိုက်ပွဲတွေတစ်ခုပြီးတစ်ခုတိုက်ခိုက်ခဲ့ပြီးရက်စက်မှုအပေါင်းတရပူဆောင်ခဲ့ပါတယ်။အဲနောက်မှာတော့ Spartan တွေဟာဘာဗေးရီးယန်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။နတ်တုတ်တာလူပွဲမှာခရစ်စတိုကိုရှုံးနေခဲ့လို့သူ့ရဲ့အဖေကိုမကယ်နိုင်ခဲ့တဲ့အတွက်အညှိုးရှိတဲ့ Eric နဲ့တိုက်ပွဲမှာထပ်မံရင်ဆိုင်ခဲ့ရပြီးတော့ခရစ်စတိုရှုံးနေခဲ့ပါတယ်။သူ့ရဲ့တေခြင်းတရားကိုမရှောင်လွှဲနိုင်တော့မယ့်အချိန်မှာခရစ်စတိုက Ares ကိုတိုင်တယ်ပြီးတော့တစ္ဆာဆိုလိုက်ပါတယ်။ဘာဗေးရီးယန်တွေတက်လုံးတိတ်ဆုံးမှုအတွက် Ares နဲ့ဖျားစီမှာသူ့ရဲ့ထာဝရတစ္ဆာခံအလုတ်ကျွေးပြုဖို့ကိုလဲလှယ်လိုက်ပါတယ်။ Ares ကဘာဗေးရီးယန်စစ်တပ်တစ်ခုလုံးကိုတပ်ဖြတ်လိုက်ပါတယ်။ခရစ်စတိုကိုသူ့ရဲ့တစ္ဆာခံအဖြစ်လက်ခံပြီးတော့ God of War ရဲ့အမှတ်အသားဖြစ်လာမယ့် Theophilus ကိုဒီလိုနဲ့ချီဆောင်လိုက်ပါတယ်။ Ares ရဲ့အစီအကံဖြစ်တဲ့အတွက်စစ်ပွဲတွေကိုနေရာအနှံ့မှာတိုက်ခိုက်ခဲ့ပြီးတော့တွေးချောင်းစည်းခြင်းနဲ့ပျက်စီးခြင်းတရားတွေကို Ares ရဲ့နာမည်အောက်မှာအမှုထမ်းခဲ့ပါတယ်။ခရစ်စတိုက Ares ရဲ့အမိန့်အောက်မှာစစ်ပွဲတွေကိုတိုက်ခိုက်နေပြီးတော့ဒေါသနဲ့ရက်စက်မှုတွေကကြီးစိုးလာပေမဲ့သူ့သမီးနဲ့ဇနီးတို့ရဲ့တည်ရှိမှုအတွေးတွေကသူ့မှာလူသားဆန်မှုကြံနေပါသေးတယ်။အဲ့ဒါကို Ares ကမကြိုက်ပါဘူး။တရက်မှာခရစ်စတိုရဲ့လုံရိုးလုံစင်အတိုင်းရွာတရွာကိုဝင်စီးပါတယ်။အဲ့ဒီအချိန်မှာ Oracle လို့ခေါ်တဲ့အကြမ်းမြင်ဆရာမတစ်ယောက်ကသူ့ရှိကဖះเจ้าနှန်းကိုမဝင်ဖို့နဲ့ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လိမ့်မယ်လို့တတိပေးပါတယ်။ခရစ်စတိုရဲ့တွေးဆမှု Ares ပေါ်ရှိတဲ့တစ္ဆာရှိမှုတွေကြောင့်ဂယုမဆိုင်ပဲနဲ့အဲ့เจ้าတော်တွေကလူတွေအကုန်လုံးကိုတပ်ပစ်ခဲ့ပါတယ်။ခရစ်စတိုမသိလိုက်တာက Ares ကခရစ်စတိုရဲ့မိန်းမနဲ့သမီးကိုအဲ့เจ้าထဲကိုပို့ထားတာပဲဖြစ်ပါတယ်။ခရစ်စတိုကသူ့မိန်းမနဲ့သမီးကိုပိုက်ပြီးတော့ယူကျုံမရဖြစ်နေတဲ့အချိန်မှာ Ares ပေါ်လာပြီးတော့အကြီးကျယ်ဆုံးသူရဲကောင်းဖြစ်ဖို့အတွက်ပေးဆက်ရတာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့အားလုံးသိတဲ့အတိုင်းသူအမှားကြီးမှားသွားပါတယ်။ခရစ်စတိုထွက်လာတဲ့အချိန်မှာ Oracle ကခရစ်စတိုရဲ့လောက်ရက်ကိုမြင်ပြီးတော့ကျိန်စာတိုက်လိုက်ပါတယ်။တည်ဆုံးသွားတဲ့သူ့သမီးရဲ့မိန်းမရဲ့အယိုးပြတွေကိုသူ့ခန္ဓာကိုယ်အနှံ့ကိုဖုံးလွှမ်းလိုက်ပါတယ်။အဲ့မှာပဲကျွန်တော်တို့သိတဲ့အသားရောင်ဖြူသစ်စွန်းနဲ့စပါတန်မြို့ရဲ့ဝိညာဉ်ကြီးဖြစ်လာတာပဲဖြစ်ပါတယ်။ The Furies တစ္ဆာထိန်ညာ
ဂိမ်းထဲမှာတိုင်းလိုင်းအရပထမဆုံးဖြစ်တဲ့ God of War Ascension မှာ Chris တို့ကတစ္ဆာခံမှုကိုဖျက်သိမ်းလိုက်တဲ့နောက်မှာတစ္ဆာဖောက်မှုကိုအပြစ်ပေးဖို့အတွက် Ares က Fury တွေကိုခိုင်းစေရနေစပါတယ်။ Fury တွေက Ares အပေါ်တစ္ဆာမဲရသူတွေကိုတွေးကြည့်ဆက်လက်စားချေတဲ့အဖွဲ့ပဲဖြစ်ပါတယ်။ Ares နဲ့ Fury တွေရဲ့ခေါင်းဆောင်အလက်တိုရဲ့သားဖြစ်သူ Orko က Chris တို့ကို Ares ရဲ့အကြံအစီတွေကိုပြောပြပါတယ်။ Ares က Olympus ရဲ့ဘုရင်ဖြစ်ချင်နေတာဖြစ်ပြီးတော့သူတို့နတ်ဘုရားတွေအချင်းချင်းကြားမှာဘလို့မှမတက်ရဘူးဆိုတဲ့စီးမြင်ရှိတဲ့အတွက် Ares ကသူ့အစားတိုက်ခိုက်မဲ့နတ်ဘုရားတွေကိုတတ်နိုင်မဲ့စစ်တီတော်ကိုမွေးထုတ်ချင်နေတာပဲဖြစ်ပါတယ်။ပထမ Orko ကိုဒီနေရာအတွက်လျာထားပေမဲ့သူလူချင်းနဲ့စစ်တီတော်ဖြစ်ဖို့အရေးအချင်းမရှိဘူးထင်တဲ့အတွက်ပြစ်ခွင့်မရပဲသူ့မိဘမှာတစ္ဆာထိမ့်သိမ့်သူအဖြစ်အလုပ်လုပ်နေပါတယ်။ Orko က Chris တို့တီသူ့အဖေ Ares ရဲ့ဘုရင်ဖြစ်ဖို့မျှော်လင့်ချက်ပဲဖြစ်ကြောင်းပြောပါတယ်။ဂိမ်းထဲမှာ Chris တို့က Ares ရဲ့အစေခံဘဝကနေလွတ်မြောက်ဖို့အတွက်တစ္ဆာထိန်သူ Furies 3 ယောက်လုံးကိုတတ်နိုင်မှရမယ်ဆိုတာကိုသိလိုက်ရပါတယ်။ Furies ကိုတိုက်ခိုက်ဖို့အတွက်အမှန်တရားရဲ့မျက်လုံးကိုသွားရှာတဲ့အချိန်မှာ Furies ရဲ့ခြုံကိုတိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အဲ့ဒါနဲ့ပဲ Chris တို့က Furies ရဲ့ဖမ်းဆီးတာကိုခံလိုက်ရပြီးနှိပ်စက်ပြီးအပြစ်ပေးခံနေရပါတယ်။ဒါပေမဲ့သိတဲ့အတိုင်း Furies 3 ယောက်လုံးကို Chris တို့ကတတ်လိုက်ပါတယ်။အဲ့ဒါနဲ့ပဲ Ares မှာရှိတဲ့တစ္ဆာပြတ်သွားပြီးထင်နေပေမဲ့အလက်တိုမသေးခင်မှာ Chris တို့ရဲ့တစ္ဆာကို Orko ရဲ့ခန္ဓာကိုယ်မှာပြုတ်ညံသွားခဲ့တာကိုသိလိုက်ရပြီးတော့ Orko ကသူတို့နှစ်ယောက်စလုံး Ares ကနေလွတ်မြောက်ဖို့အတွက်အသက်ပေးသွားပါတယ်။ဒီအခိုက်အတန့်ကနေစပြီးတော့ Olympus နတ်ဘုရားတွေရဲ့ချန်ပီယံဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့သူတို့စီမှာအလုတ်အကျွေးပြုခြင်းကအကယ်၍တနေ့နေ့မှာသူပစ်ချင်တဲ့လက်စားချေမှုကိုရနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့God of War Chain of Olympus ဒီဂိမ်းက Ascension ရဲ့နောက်9နှစ်ကြာမှစတင်တည်ထားတာဖြစ်ပြီးတော့ Chris တို့က Olympus ရဲ့နတ်ဘုရားတွေရဲ့တစ္ဆာခံအဖြစ်ထမ်းရွက်နေရပဲဖြစ်ပါတယ်။နတ်ဘုရားတွေရဲ့တစ္ဆာခံအနေနဲ့သူတို့ရဲ့နာမည်အောက်ကနေပြီးတော့စစ်ပွဲကိုတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။အဲ့အချိန်မှာပဲရုတ်တရက်နေမင်းပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပြီးတော့နေနတ်ဘုရား Helios ဖမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။အိမ်မက်တွေရဲ့နတ်ဘုရားဖြစ်တဲ့ Morpheus ကဒီအခိုက်အတန့်ကိုအသုံးချပြီးနတ်ဘုရားတွေအကုန်လုံးကိုအိမ်မွေချလိုက်ပါတယ်။ Chris တို့ကအဲ့ဒါနဲ့ပဲနေနတ်ဘုရား Helios ကို Morpheus ရဲ့ကျိန်စာကနေလွတ်မြောက်အောင်လုပ်ရလာတော့တယ်။ Chris တို့က Helios ဖမ်းခံထားတဲ့ငရဲပြည်ကိုလိုက်သွားတဲ့အခါမှာသူ့သမီးကိုတွေ့လိုက်ရပြီးတော့သူ့သမီးနောက်ကိုလိုက်သွားတဲ့အခါမှာငရဲပြည်ရဲ့နတ်ဘုရားမဖြစ်တဲ့ Persephone နဲ့တွေ့ပါတယ်။ Persephone က Chris တို့ရဲ့စွမ်းအားတွေကိုသာဆုံးလွတ်လိုက်လို့ရှိရင်ဝိညာဉ်ကတန့်စင်သွားပြီးတော့သူ့ရဲ့သမီး Calliope နဲ့ပြန်တွေ့ခွင့်ရအောင်လုပ်ပေးမယ်လို့ကမ်းလှမ်းပါတယ်။ Chris တို့ကလက်ခံလိုက်ပြီးနောက်သိလိုက်ရတာက Persephone နဲ့ Titan Atlas တို့က Helios ကိုပြန်ပေးဆွဲထားတာဖြစ်ပြီးတော့သူတို့ရဲ့အကြံအစီအရနတ်ဘုရားတွေသာမဟုတ်ပဲသူတို့ပါအပါရှိသမျှတတ္တဝါအကုန်ပျက်စီးအောင်လုပ်ဖို့ကြံရည်ထားတာပဲဖြစ်ပါတယ်။အဲ့လိုဖြစ်ရင်သူသမီးသေးတာကိုထပ်မြင်ရမှာဖြစ်တဲ့အတွက် Chris တို့ကသူ့ရဲ့လက်နက်နဲ့အစွမ်းတွေကိုပြန်ယူပြီးတော့ Persephone ကိုတားဆီးဖို့လုပ်ရပါတော့တယ်။ Persephone ကိုတက်ပြီးတော့ Titan Atlas ကိုကမ္ဘာထောက်တိုင်မှာပြန်ချီလိုက်ပါတယ်။ဒီဂိမ်းမှာတော့သူ့ရဲ့အတိတ်ကနေလွတ်မြောက်ခွင့်ရဖို့အတွက်နတ်ဘုရားတွေစီမှာအမှုထမ်းနေတဲ့ Chris တို့ကိုတွေ့ရမှာပဲဖြစ်ပါတယ်။အခုမူလဘူတာ God of War ဂိမ်းရဲ့ timeline ကိုရောက်ပါပြီ။ Chain of Olympus ရဲ့နောက်9နှစ်အကြာမှာပဲဖြစ်ပါတယ်။အခုအချိန်မှာတော့ Chris တို့စောင့်မျှော်နေတဲ့အချိန်ကိုရောက်လာပြီပဲဖြစ်ပါတယ်။ Zeus ကအသီနာကိုမျက်နှာသာပေးတာကိုမကြည့်တဲ့အတွက် Ares ကအေသီမြို့ကိုစစ်အကြီးအကျယ်တိုက်ပါတယ်။အဲ့ဒါနဲ့အသီနာက Chris တို့အနေနဲ့ Ares ကိုတကယ်တတ်ချင်တယ်ဆိုလို့ရှိရင် Pandora တက်တာတွေကအစွမ်းအနေနဲ့ဆိုဖြစ်နိုင်မှာဖြစ်တဲ့အတွက်သွားရှာဖို့ပြောပါတယ်။ Chris တို့ကသူဒီကိစ္စကိုလုပ်နိုင်ခဲ့ရင်သူ့မိန်းမနဲ့သမီးကိုတတ်ခဲ့တဲ့အိမ်မဆိုးတွေကနေလွတ်မြောက်နိုင်မလားလို့မေးပေမဲ့အသီနာကဝေးလေကြောင်ဘက်ပဲဖြေပါတယ်။ Chris တို့က Pandora တက်တာကိုရှာဖို့အတွက်ထွက်လာခဲ့ပြီးအဲ့ဒါကို Zeus ရဲ့ဖခင်ဖြစ်သူမူလတိုက်တန်လည်းဖြစ်တဲ့ Krosno ရဲ့ကြောပေါ်မှာတွေ့ပါတယ်။ထောင်ချောက်တွေပဟေနိတွေဖျက်ကျော်အပြီး Pandora တက်တာစီအရောက်မှာတော့ Ares လှမ်းပစ်လိုက်တဲ့တိုင်က Chris တို့မှာလာဆိုင်ပြီးတော့ Pandora တက်တာကိုလည်းယူဆောင်သွားပါတယ်။ Chris တို့ကတေဆုံးသွားပြီးတော့ငရဲပြည်ရောက်သွားပါတယ်။ဒါပေမဲ့အဖိုးကြီးပုံစံအသွင်ပြောင်းထားတဲ့ Zeus ရဲ့အကူအညီနဲ့ငရဲပြည်ကနေပြန်လွတ်လာပြီးတော့ Pandora တက်တာကိုဖွင့်လိုက်ပြီးနတ်ဘုရားလိုအစွမ်းတွေရသွားပါတယ်။နတ်ဘုရားအစွမ်းတွေရသွားတဲ့ Chris တို့က Ares ကိုလက်ရည်တူတိုက်ခိုက်နိုင်သွားပါတယ်။
နောက်ဆုံး Ares ကို Gargantuan နဲ့ထိုးတက်လိုက်ပြီးတော့စစ်ပွဲတွေရဲ့နတ်ဖျားကိုအဆုံးသတ်လိုက်နိုင်ပါတယ်။အသီနာကဒီကိစ္စပြီးမြောက်သွားတဲ့အတွက် Olympus ကနတ်ဖျားတွေက Crystal ရဲ့အပြစ်ဟောင်းတွေအကုန်လုံးကိုခွင့်လွှတ်ပေးမယ်။သူ့ရဲ့အိမ်မဆိုးတွေကိုအဆုံးသတ်ဖို့တော့မတက်နိုင်ဘူးလို့ပြောပါတယ်။သူ့ရဲ့ကျိန်စာကနေမလွတ်မြောက်နိုင်ဘူးဆိုတာကိုသိလိုက်ရတဲ့ Crystal ကကြောက်ကမ်းမကနေခုန်ချပြီးတော့တေချောင်းကြံပါတယ်။အသီနာက Crystal ကိုကယ်တင်ပြီးတော့စစ်ပွဲတွေရဲ့နတ်ဖျားအသစ်ဖြစ်ဖို့ကမ်းလှမ်းပါတယ်။အဲ့ဒါနဲ့ပဲ Crystal က Olympus ရဲ့စစ်ပွဲနတ်ဖျားအသစ်ဖြစ်လာပါတော့တယ်။ဒါကပထမဆုံး God of War Game ရဲ့ဇာတ်သိမ်းပဲဖြစ်ပါတယ်။ God of War 1နဲ့သူ့ရဲ့တိုင်းတိုင်းကြားထဲမှာ Ghost of Sparta ဆိုတဲ့ PSP game ရှိပါတယ်။ဒီ game ရဲ့အစမှာတော့ Olympus ရဲ့နတ်ဖျားအသစ်လေး Crystal ကိုတေဆုံးသွားပြီလို့ထင်ထားတဲ့သူ့ရဲ့အမေ Crystal ကသူမကို Atlantic မြို့ထဲမှာဖမ်းထားတာကို Crystal ကိုလာကယ်ခိုင်းတဲ့အိမ်မက်ပေးပါတယ်။အသီနာကမသွားဖို့တားပေမဲ့ Crystal ကသူ့အမေဘာဖြစ်သွားလဲဆိုတာကိုသိရဖို့အတွက်အဖြေရှာဖို့ထွက်လာခဲ့ပါတယ်။ Atlantic မြို့ထဲမှာနာမကျန်းဖြစ်နေတဲ့သူ့အမေကိုရှာတွေ့ပြီးနောက်သူ့အမေကအကြောင်းအရာနှစ်ခုကိုပြောပြပါတယ်။ပထမအချက်က Crystal ရဲ့အဖေကသူ့ကိုဒီမှာလာပြီးချုပ်နှောင်ထားတယ်ဆိုတာရဲ့ဒုတိယကတေဆုံးသွားပြီလို့ထင်ထားတဲ့ Crystal ရဲ့ညီဖြစ်တဲ့ Deimos ကိုတေချင်းတို့ရဲ့နေမြေမှာချုပ်နှောင်ထားတယ်ဆိုတာရဲ့ဖြစ်ပါတယ်။ Crystal ကသူ့အဖေဘယ်သူလဲဆိုတာကိုမေးတဲ့အချိန်မှာပြောဖို့ကြံရွယ်နေတော့မှပဲ Crystal ကမိစ္ဆာကောင်ကြီးအဖြစ်ပြောင်းလဲသွားပြီးတော့ Crystal ကစီဝင်ချုပ်လိုက်ရပါတယ်။ Crystal ကသူ့ကိုလွတ်မြောက်စေတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြီးတော့ဆုံးမသွားပါတယ်။ Crystal အနေနဲ့နတ်ဖျားတွေကိုလက်စားချီဖို့အကြောင်းအရာတစ်ခုတိုးလာပါတယ်။အဲ့ဒါနဲ့ Deimos ကိုလိုက်ရှာဖို့ Sparta ကိုပြန်လာပါတယ်။အဲ့မှာတိလိုက်ရတာကသူငယ်တုန်းကသူ့ညီကိုလာခေါ်သွားတာသူမနဲ့ Ares ဆိုဖြစ်တယ်လို့အသီနာကပြောပါတယ်။ Deimos ကို Dead Run မှာဖမ်းချုပ်ထားတာကိုလည်းသိလိုက်ရပါတယ်။ Crystal က Deimos ကိုကယ်ပြီးတဲ့အချိန်မှာ Deimos က Crystal ကိုသူငယ်တုန်းကပြန်ပေးဆွဲခံရတဲ့အချိန်မှာမကယ်ရကောင်းလားဆိုပြီးတိုက်ခိုက်ပါတယ်။ Deimos က Crystal ကိုကြိတ်နေတော့မှာပဲ Dead Run ရဲ့နတ်ဖျား Thanatos ရောက်လာပြီးတော့ Deimos ကိုတေချင်းကြောက်ကမ်းမကနေပစ်ချလိုက်ပါတယ်။ Crystal ကနောက်ကနေလိုက်သွားပြီး Deimos ကိုကယ်တင်ပြီးနောက်သူတို့ညီကိုနှစ်ယောက်ရှင်တွဲပြီးတော့ Thanatos ကိုတိုက်ခိုက်ကြပါတော့တယ်။အဲ့တိုက်ပွဲမှာ Thanatos က Deimos ကိုတပ်ပစ်လိုက်ပါတယ်။ Crystal က Thanatos ကိုဇီဝင်ချွေပြီးတဲ့နောက်မှာတော့သူ့ရဲ့နောက်ဆုံးမိသားစုဝင်ကိုမြေမြုပ်ပြီးတော့ Ramor တက်ကနေပြန်လာခဲ့ပါတယ်။ God of War 2က God of War series မှာကျွန်တော်ပထမဆုံးဆော့ဘူးတဲ့ game ပဲဖြစ်ပါတယ်။ Crystal ကလည်းနတ်ဖျားတွေကိုမုန်းတီးစိတ်နဲ့ဂရုမစိုက်ပဲသူ့ရဲ့ Spartan စစ်တပ်ကြီးနဲ့ Greek တခွင်မှာစစ်ပွဲတွေကိုဆင်နွှဲပြီးတော့မြို့တွေကိုဖျက်ဆီးနေပါတယ်။အဲဒါကြောင့်ပဲတခြားနတ်ဖျားတွေနဲ့အစေးမကပ်ပဲသူ့ကိုထိန်းချုပ်ဖို့လိုအပ်နေပြီလို့တွေးနေကြပါပြီ။သူ့ရဲ့စစ်တပ်ကြီးနဲ့ Rhodes မြို့ကိုဖျက်ဆီးနေတော့မှပဲ Zeus ကအသွင်ပြောင်းပြီးတိမ်ငှက်အဖြစ်ပေါ်လာပြီးတော့သူ့ရဲ့နတ်ဖျားအစွမ်းတွေကိုစုပ်ယူသွားပြီးတော့အဲ့အစွမ်းတွေကို Rhodes မြို့အဝင်ကကြေးရုပ်ကြီးကိုလွှဲလိုက်ပါတယ်။ပြီးတော့ Zeus ကပဲကောင်းကင်ကနေ Blades of Olympus ကိုချလိုက်ပါတယ်။အဲ့ဒါအစွမ်းနဲ့ Rhodes ရုပ်ထုကြီးကိုချိန်မုံပြီးတဲ့နောက်မှာ Zeus က Crystal ကိုသူ့စီမှာထာဝရတစ္ဆာခံဖို့ပြောပါတယ်။ Crystal ကတိုက်ခိုက်ဖို့မတက်နိုင်ပေမဲ့ငင်းပယ်လိုက်ပြီးတော့ Zeus ရဲ့တက်ချင်းကိုခံလိုက်ရပြီးနောက်တေချင်းကဘာလေးကိုရောက်သွားပါတော့တယ်။တေချင်းတရားထဲမှာအဆုံးသတ်တော့မဲ့ Crystal ကိုတိုက်တန်မကြီးဂိုင်ယာကရန်သူရဲ့ရန်သူဟာကိုမိတ်ဆွေပဲဆိုပြီးတော့ Crystal ကိုတေချင်းတရားကနေကယ်တင်လိုက်ပါတယ်။ဂိုင်ယာစီကနေသိလိုက်ရတာက Olympus ကိုဖြုတ်ချဖို့အတွက်ကံကြမ္မာနှစ်သမီးနှစ်ဖော်ကိုရှာဖွေဖို့လိုပြီးတော့အချိန်ကိုနောက်ပြန်သွားလို့ရမယ့်နီလန်ကိုရှာဖွေရမှာပဲဖြစ်ပါတယ်။ Sister of Fate ညီမတွေကိုရှာဖွေတဲ့လမ်းမှာ Theseus ရဲ့ Eric Icarus တို့ကိုတပ်ဖြတ်ပြီးနောက်ကံကြမ္မာနဲ့နန်းကိုရောက်သွားပါတယ်။ကံကြမ္မာညီမနှစ်ဖော်ကို Crystal ကတပ်ပြီးတဲ့နောက်အချိန်ရန်ရအခန်းထဲကိုရောက်သွားပြီးတော့အချိန်တွေကိုထိန်းချုပ်နိုင်သွားပါတယ်။အဲ့ဒါနဲ့ Zeus ကသူ့ကိုတတ်နေတဲ့အချိန်အတိအကျကိုပြန်သွားပြီးတော့သူ့ခန္ဓာကိုယ်ထဲကစိုက်နေတဲ့ Blades of Olympus ကိုဆွဲထုတ်ပြီး Zeus နဲ့တိုက်ခိုက်ကြပါတယ်။ Crystal Zeus ကိုဓာတ်နဲ့ထိုးတက်လိုက်တဲ့အချိန်မှာအသီနာရောက်လာပြီးအစားခံပေးသွားပါတယ်။တေကန်ဒီမှာ Zeus က Crystal ရဲ့အဖေဖြစ်တယ်ဆိုတာကိုပြောပြသွားပြီးတော့တပောင်အရသူ့ရဲ့သားလက်နဲ့ Zeus နဲ့ Olympus ဟာပျက်စီးရမှာဖြစ်လို့သူ့ကိုတတ်ချင်တာဖြစ်ကြောင်းပြောပါတယ်။ Crystal ကအချိန်တွေရဲ့အစကိုပြန်သွားပြီးတော့ Gaia နဲ့ Titan တွေကိုခေါ်ပြီး Olympus နဲ့အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ထွက်လာခဲ့ပြီးတော့ God of War 3 ကဒီနေရာကနေစတာပဲဖြစ်ပါတယ်။ Olympus နတ်ဖျားတွေနဲ့ Crystal ရဲ့စစ်ပွဲဟာကမ္ဘာပြတ်ခြင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ပထမဆုံး Poseidon ကိုတက်တော့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီးတော့ကုန်းမြေအတော်များများကိုရေတွေလွှမ်းခြုံသွားပြီး
ကမ္ဘာလူအများစုရေအောက်ရောက်သွားပါတယ်နောက်သူနဲ့ဂါယာတို့ဇူးကိုတိုက်ခိုက်တာမှာဇူးကသူတို့နှစ်ယောက်လုံးကိုမိုးကျူးနဲ့ပစ်ထုတ်လိုက်ပါတယ်အမှဂါယာရဲ့တစ္ဆာဖောက်ခြင်းကိုခံလိုက်ရပြီးတော့ဇူးနဲ့တိုက်ပွဲမှာအသုံးချခံအဖြစ်သာဖြစ်တယ်ဆိုတာကိုသိလိုက်ရပြီးတော့ခရစ်စတိုကဂေါရဝါတူတုံးကလိုမျိုးတေခြင်းပုံကိုထပ်ပြီးတော့ရောက်သွားပါတယ်တေခြင်းပုံမှာအသီနာရဲ့ဝိညာဉ်နဲ့တွေ့ပြီးတော့အသီနာကပိုပြီးမြင့်မာတဲ့ဖြစ်တည်မှုဖြစ်သွားတယ်ဆိုတာကိုသိလိုက်ရပါတယ်ခရစ်စတိုကငရဲဘယင်ဖြစ်တဲ့ဟေးရစ်ကိုတတ်ပြီးတော့တေခြင်းမြစ်ကိုအစုံကူးနိုင်တဲ့အစွမ်းရသွားပြီးတော့နဖျားဟဖက်စတက်ကိုတွေ့ပါတယ်ဇုစ်ကပန်ဒိုရာရဲ့တက်တာအစွမ်းနဲ့ခရစ်စတိုကအေးရစ်ကိုတက်တာမြင်ပြီးတော့ပန်ဒိုရာတက်တာကိုကာကွယ်ဖို့အတွက်ဟဖက်စတက်ကိုခိုင်းရမှာတက်တာရဲ့တော့ကအသက်ဝင်လာပြီးတော့ပန်ဒိုရာဆိုတဲ့ကောင်မလေးဖြစ်သွားပါတယ်ခရစ်စတိုကအကောင်မလေးကိုရှာပြီးတော့ပန်ဒိုရာတက်တာကိုကာကွယ်ထားတဲ့မီးတောက်ထဲကိုပစ်ပြီးတော့တက်တာကိုဖွင့်ရမှာပဲဖြစ်ပါတယ်ခရစ်စတိုကပန်ဒိုရာကိုရှာရင်းနဲ့ဟေလီယိုစ်ခရိုနိုဟာမီဟာကျူလီဟေရာတို့ကိုတတ်ခဲ့ပါတယ်နောက်ဆုံးပန်ဒိုရာကိုရှာတွေ့ပြီးနောက်တက်တာကိုဖွင့်ဖို့အသွားမှာပန်ဒိုရာကိုသူ့သမီးကလာယိုပီလိုမျိုးခံစားရပြီးတော့မတက်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ပန်ဒိုရာကသူ့ရဲ့ကံကြမ္မာအတိုင်းပဲဇူးနဲ့ခရစ်စတိုတိုက်ခိုက်နေတော့မှပန်ဒိုရာမီးတောက်ထဲကိုဝင်တိုးခဲ့ပြီးတော့ပန်ဒိုရာတက်တာကိုဖွင့်ခဲ့ပါတယ်ဆိုရတဲ့ကံကြမ္မာရဲ့လှည့်သားမှုအရာတက်တာထဲမှာအရင်တစ်ခေါက်လိုမဟုတ်ပဲဘာမှမရှိပါဘူးခရစ်စတိုနဲ့ဇူးတို့ထပ်ပြီးတော့တိုက်ခိုက်နေတော့မှဂါယာပေါ်လာပြီးတော့သူတို့နှစ်ယောက်စလုံးကိုဝါမျိုးလိုက်ပြီးဂါယာရဲ့ခန္ဓာကိုယ်ထဲမှာဆက်လက်တိုက်ခိုက်ကြပြီးတော့ခရစ်စတိုကဘလေယော့အိုလံပတ်နဲ့ဇူးကိုရောဂါယာရဲ့နှလုံးသားကိုရောဖောက်ထွင်းလိုက်ပါတယ်အဲ့ဒါကြောင့်ဂါယာနဲ့ဇူးတို့တေဆုံးသွားပြီလို့ထင်ရတဲ့အချိန်မှာဇူးရဲ့ဝိညာဉ်ပေါ်လာပြီးတော့ခရစ်စတိုကိုသူ့ရဲ့ပါဝါတွေလက်နက်တွေကိုဖြုတ်ပစ်ပြီးတော့အိမ်မဆိုးထဲမှာနှိပ်စက်ပါတယ်ဒါပေမဲ့ခရစ်စတိုရဲ့စိတ်ဝိညာဉ်နဲ့ရောက်နေတဲ့ပန်ဒိုရာရဲ့ဝိညာဉ်ရဲ့လမ်းညွှန်မှုနဲ့သူ့ရဲ့အကုသိုလ်တွေကိုသူ့ကိုယ်သူခွင့်လွှတ်နိုင်သွားပြီးတော့ power hope ကိုရရှိခဲ့ပါတယ်ပြီးတော့ Zeus ကိုလက်သီးနဲ့မသိမချင်းထိုးတက်ပါတယ်အဲ့ချိန်မှာအသီနာပေါ်လာပြီးတော့သူ့ကို power hope ကိုပေးဖို့ပြောပါတယ်အသီနာကဟိုးရင်ထဲက power hope ကိုလိုချင်လို့ခရစ်စတိုကိုအသုံးချလာတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်သူတစ်ပါးရဲ့ရုပ်သေးရုပ်အဖြစ်သာအမြဲဖြစ်နေမှန်းသိလိုက်ရတဲ့ခရစ်စတိုကပန်ဒိုရာရဲ့ဆွတ်လွတ်အနှစ်နာခံမှုအလဟတ်ဖြစ်သွားတာကိုသိလိုက်ရတဲ့အတွက်သူ့ကိုယ်သူ Break of Olympus နဲ့ထိုးသွင်းလိုက်ပြီးတော့ Power Hope ကိုအသီနာကိုမပေးဘဲနဲ့ကဘာကြီးကိုဖြန့်ကျဲလိုက်ပါတယ်အသီနာကမကျင်တဲ့ပဲနဲ့ခရစ်စတိုရေမှာစိုက်ဝင်နေတဲ့ Break of Olympus ကိုဆွဲနှုတ်လိုက်ပြီးတော့သေဖို့ပစ်ထားခဲ့လိုက်ပါတယ်ဒါက God of War 3 game ရဲ့အဆုံးသတ်ဖြစ်ပြီးတော့ခရစ်စတိုရဲ့အဆုံးသတ်တော့မဟုတ်ပါဘူးGod of War 4အကြောင်းကိုမပြောခင်မှာ3နဲ့4ကြားမှာဖြစ်ပျက်ခဲ့တာတွေကို God of War နဲ့ God of War Fallen God ဆိုတဲ့ရုပ်ပြဝတ္ထုနှစ်ခုထွက်ခဲ့ပါတယ်။အဲ့ထဲမှာသူ Greece နဲ့အဝေးဆုံးကိုထွက်လာခဲ့ပြီးတော့ Norse နဲ့ဖျားတွေရဲ့မြစ်ကပ်မှာအဆုံးသတ်ပုံကိုပြောပြထားပါတယ်။2018 God of War 4ရဲ့အစမှာ Christo ကိုမြစ်ကပ်ကတော့ထဲမှာတိတ်ဆုံးသွားတဲ့သူ့ရဲ့ဇနီးရဲ့ဇာပနာကိုပြင်ဆင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့ရဲ့နာမှာသူ့ရဲ့သားဖြစ်သူ Atreus ရှိပြီးတော့အသက်အပြင်10နှစ်လောက်ရှိတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ခရစ်စတိုရဲ့တိတ်ဆိုးသွားတဲ့ဇနီးရဲ့နောက်ဆုံးဆန္ဒအရသူမရဲ့အယိုးပြာကိုဘုံကိုးပုံကအမြင့်ဆုံးတောင်ထိပ်မှာဖြန့်ကျဲရမှာပဲဖြစ်ပါတယ်။အဲ့ဒါနဲ့ခရစ်စတိုနဲ့ Atreus ကသူတို့တည်တဲ့အမြင့်ဆုံးတောင်ပေါ်ကိုတွားဖို့လုပ်ကြပါတယ်။သူတို့အိမ်ကထွက်ဖို့ပြင်နေတော့မှာပဲ Norse နဲ့ဖျားတွေရဲ့ဘုရင် Odin ရဲ့သားဖြစ်တဲ့ Border ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ခရစ်စတိုကဘော်ဒါကိုတက်ဖို့ကြိုးစားပေမဲ့သူကမသိနိုင်တဲ့အစွမ်းရှိနေတဲ့သူဖြစ်ပြီးတော့ဇလန်ထဲမှာခဏခဏတွေ့ရမှာပဲဖြစ်ပါတယ်။သူတို့ရဲ့ခရီးမှာအမည်မသိတဲ့ဆုံးမတစ်ယောက်နဲ့တွေ့ပြီးတော့အကူအညီရခဲ့ပါတယ်။နောက်မှသိလိုက်ရတာကအဲ့ဆုံးမက Norse နဲ့ဖျားတစ်ယောက်ဖြစ်တဲ့ Freya ဖြစ်ပြီးတော့ဘော်ဒါရဲ့အမေလည်းဖြစ်ပါတယ်။သူတို့တားဖားနေအောင်မိကကအမြင့်ဆုံးတောင်ပေါ်ကိုတက်ဖို့သွားတဲ့လမ်းမှာတွေ့ကြုံရတဲ့အခက်အခဲမျိုးမျိုးကိုရင်ဆိုင်ပြီးမှတော့နောက်ဆုံးတောင်ပေါ်ကိုရောက်သွားခဲ့ပါတယ်။တားဖားနေအောင်အဲ့တောင်ထိပ်ကိုရောက်တဲ့အချိန်မှာဘုံကိုးပုံမှာညံအကောင်းဆုံးသူဖြစ်တဲ့မေမေယာနဲ့တွေ့ပြီးတော့သူကဒီတောင်ထိပ်ဒီဘုံကိုးပုံမှာအမြင့်ဆုံးမဟုတ်ဘူးဆိုတာကိုပြောပြီးတော့အမြင့်ဆုံးတောင်ထိပ်က Giant ဘလူးတို့ရဲ့ဘုံဂျိုတန်ဟိုင်းမှာဖြစ်ကြောင်းသိလိုက်ရပါတယ်သူတို့ကမီမီယာရဲ့အကူအညီနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုရှာဖွေကြပြီးတော့ယူတန်ဟိုင်းကိုသွားဖို့လုပ်ကြပါတယ်အဲ့လိုလုပ်နေတော့မှပဲမိုးယူနှစ်ဖျားတော်ရဲ့သားနှစ်ယောက်ဖြစ်တဲ့မဂနီနဲ့မိုဒီတို့ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်ခရစ်စတိုကမဂနီကိုတတ်လိုက်ပေမဲ့မိုဒီကတော့လွတ်သွားပါတယ်။အဲ့ချိန်မှာ Atreus ကနာမကျန်းဖြစ်လာပြီးတော့ဖြစ်ရတဲ့အကြောင်းကသူ့ကိုယ်သူနတ်ဖျားဖြစ်တယ်ဆိုတာကိုမသိဘဲနဲ့တိမ်မျိုးလို့ထင်နေတာကြောင့်ပဲဖြစ်ပါတယ်။
Atreus ကိုကုသပြီးနောက်မှာတော့ Freya က Atreus ရဲ့တရုတ်မှန်ကိုပြောပြဖို့ Crystal ကိုတိုက်တွန်းတဲ့အခါမှာ Kratos ကပြောပြလိုက်ပါတယ်ဒီအခိုက်အတန့်ကအရင်လိုတွေးဆပြီးတော့ရက်ဆက်ကြမ်းကြုတ်တတ်တဲ့သူတူကနေပြီးတော့ရင့်ကျက်သိမ်မွေ့လာတဲ့ Crystal ရဲ့ပြောင်းလဲပုံကိုတွေ့ရမှာပဲဖြစ်ပါတယ် Atreus ကသူ့ကိုယ်သူနတ်ဖျားမှန်းသိပြီးတဲ့အချိန်မှာမောက်မာတဲ့အပြုအမူတွေကိုလှုပ်လာတာကိုတွေ့ရပါတယ်သူတို့အားနည်းနေတဲ့မိုဒီကိုတွေ့တဲ့အချိန်မှာ Crystal ကမတတ်ဖို့ပြောပေမဲ့မောက်မာနေတဲ့ Atreus ကတတ်လိုက်ပါတယ်နောက်တော့ Crystal ယူတန်ဟိုင်းကိုတွားဖို့ပေါ်တယ်ဖွင့်နေတဲ့အချိန်မှာBorder ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးတော့ Border က Atreus ကို Asgard ကိုဖမ်းသွားဖို့လုပ်ပါတယ်။ဒါပေမဲ့ Crystal က Bifrost ကိုတောင်းရှက်လိုက်တဲ့အတွက်လမ်းလဲသွားပြီးတော့ငရဲပုံကိုရောက်သွားပါတယ်။အဲ့မှာ Border နဲ့ Freya တို့ဟာတားမိဖြစ်ပြီးတော့ Border က Freya ကိုတတ်ချင်နေရဆိုတဲ့အကြောင်းတွေကိုသိလိုက်ရပါတယ်။ဒီဂိမ်းမှာ Crystal နဲ့ Freya တို့ရဲ့အခက်အခဲတွေကိုအပြိုင်တွေ့ရမှာဖြစ်ပါတယ်။ Crystal က Atreus ကိုနတ်ဖျားဖြစ်ကြောင်းကိုမပြောပြတာကAtreus ကိုလုံခြုံစေခြင်းလို့ဆိုပေမဲ့တကယ်တော့သူ့ရဲ့အသိအကြောင်းကိုပြောရမှာကြောက်လို့ဖြစ်တယ်လို့ Freya ကလည်း Border ကိုဆုံးရှုံးအောင်မှာကြောက်တဲ့အတွက်မသိချင်းကိုရပေမဲ့အာယုံ6ပါးကိုဆုံးရှုံးရတဲ့ကြိမ်စာတိုက်ထားတာပဲဖြစ်ပါတယ်။နောက်ဆုံးတိုက်ပွဲမှာတော့ Crystal ကသူ့ရဲ့မူလဗီဇအတိုင်း Border ကိုတတ်ဖို့လုပ်နေပြီဖြစ်ပေမဲ့ Atreus ကသူ့ကိုတင်ပေးတော့ကလူမျိုးမလိုအပ်ပဲနဲ့မတတ်ဖို့ဖြောင်းပြတဲ့အတွက်မတတ်ပဲနဲ့ Border ကိုကိုဆုံးဖြတ်ခွင့်ပေးလိုက်ပါတယ်။ Border ရဲ့ဆုံးဖြတ်ချက်ကသူ့ရဲ့အမေကိုတတ်ဖို့ဖြစ်တဲ့အတွက် Crystal က Border ကိုတတ်လိုက်ရပါတယ်။သူတို့နတ်မြားတွေရဲ့ယာသဝင်အရတာသမီကမိဘကိုလက်စားချေပြီးတတ်တဲ့စက်ဝန်းကိုဖြစ်ဖြစ်ချင်နေတဲ့ Crystal အတွက်ကတော့ဒါကလက်ခံနိုင်စရာမရှိပါဘူး။ဒီကိရဲ့အဆုံးသတ်မှာတော့သူတို့တားပန်းနေအောင်ဖေးရဲ့ပြာတွေကိုဘုံကိုးဘုံကအမြင့်ဆုံးတောင်မှာကျဲနေရတဲ့အဆုံးသတ်တာတွေ့ရပါတယ်။သူရဲ့ခရီးအဆုံးမှာ Crystal က Atreus ကိုအားကိုးယုံကြည်နိုင်တယ်ဆိုတာကိုသိလိုက်ရသလိုAtreus ကလည်း Crystal ရဲ့အေးဆက်ကြမ်းကြုတ်တဲ့အပြင်ပန်းရဲ့အတွင်းစိတ်ထဲမှာဝေးထွေးကျင်နာတတ်တဲ့နှလုံးသားရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ God of War 5 ဖြစ်တဲ့ Ragnarok ကို2022မှာထွက်ရှိမှာဖြစ်ပြီးတော့ဘာတွေပါဝင်လာမလဲဆိုတာကိုနောက်ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။